ကျွန်တော်တို့အမြဲတမ်းလိုပြောဖြစ်ကြတာကဘလို့အသက်ရှိနေရမလဲဆိုတဲ့တက်တန်းအကြောင်းပဲနော်ဒါပေမဲ့ကျမ်းမာနေတဲ့တက်တန်းကတော့ဒီနေ့ပြောကနေပိုကောင်းတဲ့ဘဝရည်သွေးနဲ့ပိုကြာနေထိုင်နိုင်ဖို့ပေါ့ကဲဒီနေ့မှာတော့ကျမ်းမာတဲ့နှစ်တွေကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အထွေးအမြင်တွေကိုပြောင်းလဲသွားစေနိုင်တဲ့အားသင့်စရာချက်၅ချက်ကိုလေ့လာကြည့်ကြရအောင်ဟုတ်ပြီဒါဆိုရင်ဒီဆွေးနွေးမှုတစ်ခုလုံးကိုလမ်းကြောင်းပေးမယ့်အဓိကမေခွန်းတစ်ခုကိုကြည့်လိုက်ကြရအောင်ကျွန်တော်တို့တကယ်ပဲမှန်ကန်တဲ့အရာကိုအာရုံစိုက်နေကြရဲ့လားတက်တိုင်းရွှေဖို့လားဒါမှမဟုတ်ကျမ်းမာစွာနေထိုင်နိုင်တဲ့တက်တိုင်းရွှေဖို့လားဒီနှစ်ခုကဘာကွာလဲဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိထားဖို့လိုတာပေါ့အကြောင်းအရာတွေကိုအသေးစိတ်မဝင်ခင်မှာကျမ်းမာစွာနေထိုင်နိုင်တဲ့တက်တန်ဆိုတာဘာလဲဆိုတာကိုရင်ဆုံးသဘောတူလိုက်ကြအောင်ဒါကမွေးနေ့ကေပေါ်ကဖျောင်းတိုက်အရေးအတွက်စုစုပေါင်းကိုပြောတာမဟုတ်ပါဘူးရှင်းရှင်းပြောရရင်တော့အသက်ကြီးလာလို့ဖြစ်တတ်တဲ့နာတာရှိယောဂါတွေမတန်ဆွမ်းမှုတွေကနေကင်းဝေးပြီးကျန်းမာမာနဲ့ဖြစ်တန်းရတဲ့ဘဝရဲ့အချိန်ကာလကိုပြောတာပါကဲပထမဆုံးအားသင့်စရာအချက်နဲ့စလိုက်ကြရအောင်ဒါကတော့လေ့ကျင့်ခန်းလုပ်ခြင်းကနေရတဲ့မယုံနိုင်လောက်စရာအကျိုးအမြတ်ပါပဲအချိန်နည်းနည်းလေးပေးပြီးအကျိုးများကြီးပြန်ရတာမျိုးပေါ့လေ့ကျင့်ခန်းလုပ်တာကောင်းတဲ့ဆိုတော့လူတိုင်းသိပါတယ်ဒါပေမဲ့တကယ်တမ်းအံ့သောစရာကောင်းတာကတော့ရွေးလိုက်တဲ့အချိန်နဲ့ပြန်ရတဲ့အကျိုးကျေးဇူးကဘလောက်တောင်ထိရောက်တယ်လဲဆိုတာပါပဲကျမ်းမာရေးအတွက်တကယ်အကျိုးရှိစီဖို့အချိန်ဘလောက်ရင်းနှီးမြှုပ်နှံဖို့လုံးမယ်ထင်ပါတယ်လေတနာရီလားနိုင်ဝက်လားတကယ်တော့အံ့သောစရာကောင်းလောက်အောင်ညီးတဲ့ကိန်းကနန်းတစ်ခုနဲ့စလိုက်ကြရအောင်ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တဲ့10မိနစ်လေးပါပဲဟုတ်ပြီအဲ့လိုအားစိုက်ထုတ်လိုက်တဲ့10မိနစ်လေးကလူတစ်ယောက်ရဲ့ဘဝအတွက်ဘယ်ရောက်ထက်ပေါင်းထည့်ပေးနိုင်မလဲအဖြေကတော့တကယ်ကိုအံ့ဩသွားစေမှာပါအဖြေကတော့ဟောဒီမှာပါအဲ့ဒီလေ့ကျင့်ခန်းလုပ်လိုက်တဲ့10မိနစ်ကတက်တန်းအတွက်9မိနစ်အထိပြန်လဲချက်ပေါင်းပေးနိုင်ပါတယ်ဒါဟာအချိန်တိုအတွင်းလေ့ကျင့်ခန်းလုပ်ဖို့စဉ်းစားပုံကိုလုံးဝပြောင်းလဲသွားစေနိုင်တယ်နော်ဘာကြောင့်ဒီလောက်ကြီးမားတဲ့အကျိုးကျေးဇူးကိုရတာလဲဒါကိုဒီစကားကအကောင်းဆုံးရှင်းပြနိုင်ပါတယ်လေ့ကျင့်ခန်းလုပ်တာဟာကြွက်သားဒီအတွက်ပဲမဟုတ်ပါဘူးဒါကခန္ဓာကိုယ်ထက်ကိုယ်လုံးမှာမော်လီကျူးဆိုင်ရာရှုပ်ထွေးတဲ့ကွင်းဆက်တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေပါတယ်တကိုယ်လုံးကဆက်ကိုပြန်နှိုးလိုက်တယ်လို့ပါပဲဆိုတော့အဓိကချက်ကတော့လေ့ကျင့်ခန်းဟာကိုယ်အကျွတ်ကောင်းယုံတင်မကပဲတကိုယ်လုံးကိုအကျိုးပြုတဲ့မယုံနိုင်လောက်အောင်အစွမ်းထက်တဲ့စေဝါချက်ခုလိုလှောက်ဆောင်ပေးတယ်ဆိုတာပါပဲကဲဒုတိယအချက်ကိုဆက်လိုက်ကြရအောင်ဒီတစ်ခါကတော့ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့ဒါပေမဲ့ချမ်းမကြီးတက်တန်းကိုတကယ်ထိခိုက်စေနိုင်တဲ့ပတ်ဝန်းကျင်ကအန်တရီတွေအကြောင်းပါဒါကတော့တော်တော်လေးကိုထိတ်လန့်စရာကောင်းတဲ့တွေးရှိချက်တစ်ခုပါဒီအင်မတန်သေးငယ်တဲ့ plastic အမှုန်လေးတွေဟာပတ်ဝန်းကျင်မှာပဲရှိနေတာမဟုတ်ပဲကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အထိရောက်နိုင်နေဆိုတာကိုပြနေပါတယ်လေးလာမှုကြီးတစ်ခုအရလူခန္ဓာကိုယ်တွေကသွေးလွတ်ကြိုးတွေမှာပိတ်ဆို့နေတဲ့အဆီးဖက်တီအတွင်းမှာ microplastic နဲ့ပိုပြီးတော့သေးတဲ့ nanoplastic တွေကိုတွေ့ရှိခဲ့ကြပါတယ်ဒီပါချတ်ကိုတစ်ချက်ကြည့်လိုက်ရအောင်ကွာချချက်ကတော်တော်လေးကိုထိတာပါတယ်သွေးလွတ်ကြိုးထဲမှာဒီ plastic အမှုန်တွေတွေ့ရှိခဲ့လူနာတွေဟာမတွေ့ရှိတဲ့သူတွေနဲ့ရှင်လိုက်ရင်နောက်3ရက်အတွင်းနှလုံးရောဂါလေဖြတ်တာဒါမှမဟုတ်တေဆုံးနိုင်ကြီး40ခွဲထိပိုများနေတာကိုတွေ့ရမှာပါဒါတကယ်ကိုမသေးရဲ့ကွာခြားချက်ပဲနော်တဲ့တတိယမြောက်အန်အားသိမ်းစရာအချက်ကိုဆက်လိုက်ကြရအောင်ဒါကတော့ကျွန်တော်တို့ရဲ့အစာအိမ်နဲ့ဦးလန်းကြောင်းတွေကဥယျာဉ်လေးအကြောင်းပါပဲဟုတ်ပါတယ်အဲ့ဒီထဲမှာရှိနေတဲ့ trillion နဲ့ချီတဲ့ပိုးမွားလေးတွေကကျမရေးပေါ်ဘယ်လောက်တောင်သောစာလွှမ်းမှုရှိတယ်လဲဆိုတာကိုပြောပြမှာပါဒီမှာရှင်းပြထားတာကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်ကိုစားတဲ့အစားအစာကဦးလန်းကြောင်းထက်ကဘလို့ဘက်တီးရီးယားတွေကိုမွေးမြူပေးနေလဲဆိုတာနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်ဥပမာအနီရောင်အသားတွေအများကြီးစားတဲ့အစားအသောက်ကခန္ဓာကိုယ်ကိုရောင်ရမ်းစေတဲ့ပိုးမွှားတွေကိုအားပေးပြီးအပင်အခြေခံအစားအသောက်တွေကတော့ရောင်ရမ်းမှုကိုတိုက်ထုတ်ပေးတဲ့အကျိုးပြုပိုးမွှားတွေကိုအားပေးပါတယ်။ကဲဒီကိန်းကနိုင်လေးကိုကြည့်လိုက်ပါ။နေတိုင်းစားနေကြပြုပြင်ထားတဲ့အသားတနက်စားနေရမှာအခွန်မာတီးတို့ပဲတို့လိုအပင်ခါရတဲ့ပရိုတင်းနဲ့အစားထိုးလိုက်ရုံလေးပဲ။အဲ့လိုလှုပ်လိုက်ရုံနဲ့မှတ်ညံချိုးရွေးမှုဖြစ်နိုင်ကြီးကို19%နီးပါးရော့ကျစေနိုင်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။ဒါလေးလှုပ်လိုက်ရုံနဲ့ဒီလောက်ကြီးတဲ့ကြိုးကျေးဇူးရတယ်ဆိုတော့တော်တော်မိုက်တယ်နော်။ဟုတ်ပြီ။နောက်ထပ်အန်တော်စရာတစ်ခုကတော့ခန္ဓာကိုယ်တစ်ခုလုံးကတပြင်းကြီးအသက်မကြီးပွားဘူးဆိုတဲ့အချက်ပါပဲ။တနည်းပြောရရင်ကိုတွင်းအင်္ဂါတွေဟာတူနေတဲ့နှုံးနဲ့ဥမင်းရဲ့ရော်လာတာမဟုတ်ပါဘူး။ဒီဆရာလေးကိုကြည့်လိုက်ရင်သဘောတရားကိုရှင်းရှင်းလင်းလင်းမြင်သွားပါလိမ့်မယ်။ဥပမာပေါ့နော်အသက်50ရွယ်လူတစ်ယောက်ကိုပဲကြည့်။သူ့ရဲ့နှလုံးကဇီဝကမ္မအရာအသက်58နှစ်လိုမျိုးဖြစ်နေနိုင်တယ်။ဒါပေမဲ့သူ့ဦးနှောက်ကတော့40ခုနှစ်ပဲရှိကောင်းရှိနေနိုင်တာပေါ့။ဒီလိုကွာချက်တွေကနှလုံးယောဂဒါမှမဟုတ်အယ်ဇိုင်မာယောဂလိုမျိုးအနာဂတ်မှာဖြစ်လာနိုင်တဲ့ယောဂတွေရဲ့ဖြစ်နိုင်ခြေကိုကြိုတင်ခန့်မှန်းနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အားလုံးနဲ့ဆိုင်တဲ့အိတ်ဆက်ခြင်းအကြောင်းပါ။ဒါပေမဲ့ဘလောက်ကြာအိတ်လဲဆိုတာထက်ပိုပြီးအရေးကြီးတဲ့အချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အိတ်ဆက်ခြင်းရဲ့စီးချက်မှန်မှန်ဖြစ်မှုပါပဲ။အရင်ဆုံးဒါလေးကိုရှင်းပြခြင်းပါတယ်
ဦးနောက်မှာညဖိုက်တန့်ရှင်းရေးလုပ်တဲ့ဖွဲ့တစ်ခုရှိတယ်လို့ပဲမြင်အောင်ကြည့်လိုက်ကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာသူတို့ကတနေ့ရလုံးစူပုံလာတဲ့အညစ်ကြေးတွေကိုဖယ်ရှားရှင်းလင်းပေးပါတယ်ဒီတန့်ရှင်းရေးလုပ်ငန်းစဉ်ဟာဦးနောက်ကိုကျန်းမာစေဖို့နဲ့အိုမင်းချင်းကိုနေကွေးစေဖို့အတွက်တိတ်ကိုအရေးကြီးပါတယ် အဓိကအချက်ကဒါပါပဲအိတ်ချင်းဘလောက်ကြအိတ်လဲဆိုတာချက်အိတ်ချင်းအမှန်မှန်ရှိဖို့ကဖို့အရေးကြီးတယ်ဆိုတာပါပဲဆိုလိုတာကနေတိုင်းအိတ်ရဝင်ချင်းအိတ်ရထားချင်းတစမကြီးရှိတာကိုပြောတာပါဒီတော့အချင်းမှန်မှန်အိတ်ဆက်ချီဟာအကြောင်းမျိုးကြောင့်ဒီဆုံးနိုင်ချီကိုရောကြစေတာနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ဒါကရေရှည်ကြမ်းမရဲ့အတွက်အရေးပါပါမယ်လူတွေမကြခဏတတိမမှုမိတတ်တဲ့အချက်တစ်ခုပါပဲ ကဲဒီနေ့ဆွေးနွေးခဲ့တဲ့ဒီကအချက်တွေကိုအတိုးချုပ်ပြန်ကြည့်လိုက်အောင်တစ်လေ့ကျင့်ခန်းလောက်တာအချိန်နည်းနည်းပေးရုံနဲ့အကျိုးများကြီးပြန်ရစေတယ်ညမျက်စိနဲ့မမြင်နိုင်တဲ့ညဉ့်ညမ်းပစ္စည်းတွေကတကယ်ကိုအန်တီရရှိတယ်တုံကိုစားတဲ့အစားထောက်ကအိုလန်းချောင်းတဲကအကျိုးပြုပိုးမွားတွေကိုပြိုးထောင်ပေးတယ်လေကိုတွင်းအင်္ကာတွေကတစ်ခုနဲ့တစ်ခုအိုမင်းနဲ့နှုံမဲတူညီနိုင်ဘူးနောက်ဆုံးငါအိတ်ချိန်မမှန်အိတ်တာဟာအိတ်ချိန်ကြာကြာအိတ်တာလောက်ပဲအရေးကြီးပါတယ် ဆိုတော့ဒီအချက်တွေအားလုံးကိုခြုံကြည့်လိုက်ရင် lifestyle plus ဆိုတဲ့သဘောတရားတစ်ခုကိုတွေ့ရမှာပါဒါကဘာကိုဆိုလိုတဲ့ဆိုတော့ရိုးရိုးရှင်းရှင်းကြံကြံနေတဲ့နောက်ွယ်ကတိမ်မွေးရဲ့ချက်လေးတွေကိုပါနားလည်ပြီးကျမရေးကိုပို့ပြီးနက်နက်ချင်းကပ်တာမျိုးပေါ့ ကဲဒီအကြောင်းအရာတွေကိုနားထောင်ပြီးသွားတဲ့နောက်မှာတော့ဒီမေးခွန်းလေးကိုစဉ်းစားကြည့်စေချင်ပါတယ်ကိုယ်ပိုင်ကျမ်းမာစွာနေထိုင်နိုင်တဲ့တက်တန်းအပ်သွားရင်းနှီးမြုပ်နှံဖို့ဒီတစ်ပတ်အတွင်းမှာစပြီးစံသက်ကြည့်နိုင်တဲ့တင်းငယ်တဲ့ပြုတ်ပြင်ပြောင်းလဲမှုတစ်ခုကဘာဖြစ်မလဲဒါကတော့ကိုယ့်အတွက်ကိုအချိန်ပေးပြီးစဉ်းစားကြည့်ဖို့နဲ့လက်တွေ့လှုပ်ဆောင်ကြည့်ဖို့တိုက်တွန်းတဲ့မေးခွန်းလေးတစ်ခုပါပဲ